ဒီနေ့တော့မစားရတဲ့ကြာကြီးဖြစ်တဲ့ပစုံရခိုင်ရုပ်သီးရှင်နဲ့ပန်းကော်ပီကျုပ်ကြော်ဆောင်ဖြစ်ပါတယ်။ပန်းကော်ပီကိုအရင်ကြော်မှဖြစ်တဲ့အတွက်ပန်းကော်ပီလေးကိုအနေတော်လေးလှီးပြီးရေနဲ့တခြားဆေးပါမယ်။ရေဆေးပြီးဖြစ်တဲ့ပန်းကော်ပီလေးတွေကိုရေစစ်ပြီးပကန်းထဲကိုထည့်ထားလိုက်ပါမယ်။ထမင်းရှုပ်ဖို့မိနစ်လို့စံကိုရင်ဆေးပြီးထမင်းကိုရင်ချက်ထားလိုက်ပါမယ်။ထမင်းတည်ထားတော့လေတစ်ဖက်ကပစုံကိုရှက်လို့စင်းသေးဖြစ်အောင်ပစုံကိုခုန်ခွာထားလိုက်ပါမယ်။ပစုံမွေးတွေကိုဖယ်ပြီးရှီကြောလေးတွေကိုထုတ်ကာရေနဲ့တခြားဆေးပါမယ်။ရေဆေးပြီးဖြစ်တဲ့ပစုံတွေကိုရတာထည့်ပြီးရေခဲရတဲ့မှာခဏထည့်ထားလိုက်ပါမယ်။ထမင်းကျပါပြီ။ပစုံရုပ်သီးရှက်မှဖြစ်တဲ့အတွက်ငရုတ်သီးစိမ်းတွေကိုအရင်ပြုတ်ထားလိုက်ပါမယ်။ငရုတ်သီးပြုတ်နေတော့ပန်းကော်ပီကြော်မှဖြစ်တဲ့အတွက်ကြက်သွန်ဖြူကိုပပလေးလှီးထားလိုက်ပါမယ်။လှီးရတဲ့ကြက်သွန်ဖြူလေးတွေကိုအိုးထဲမှာစီနှင်းငယ်ထည့်ပြီးစီတက်လိုက်ပါမယ်။စနွေးနှင်းငယ်ထည့်ပါမယ်။ကျွန်တော်တို့လက်လွန်သွားရင်တော့အမြန်ဖဲထုတ်လိုက်ပါစီသက်ပြီးရင်တော့တီးထားတဲ့ပန်းကော်ပီလေးတွေကိုထည့်ပြီးမှွေပေးလိုက်ပါမယ်ပန်းကော်ပီလေးလူအောင်တော့ရေနဲ့ငယ်ထည့်လိုက်ပါကျုပ်ထည့်ပြီးရုပ်မှွေလိုက်ရင်တော့စားတော့ကောင်းတဲ့ပန်းကော်ပီကြော်လေးကိုရပါပြီပစုံတွေကိုထက်ချက်မှဖြစ်တဲ့အတွက်ပြုတ်ထားတဲ့ငရုတ်သီးစိမ်းတွေကိုပလန်တာလေးနဲ့ချိန်လိုက်ပါပလန်တာမရှိရင်တော့ကျွန်တော်တို့ဓာတ်နဲ့ရှော့လို့လည်းရပါတယ်ပြီးရင်ရေထည့်မယ်ရတမုတ်ထည့်မယ်ငပိထည့်မယ်ဖုံးထားလိုက်ပါ7မိနစ်လောက်ကြာရင်တော့စူလာပါပြီအမြုံလေးတွေကိုဖယ်ထုတ်လိုက်ပါခုလိုနေထားရောက်ပြီဆိုရင်တော့နံပယ်လေးတွေကိုရေတခြားဆေးပြီးထည့်လိုက်ပါမယ်အားလုံးပြီးပြီဆိုရင်တော့ကိုရှက်ပြုတ်တဲ့နေရာတွေကိုတန်းရှင်းလို့ကိုမမေ့ပါနဲ့ခုဆိုရင်တော့ share တီးလို့ရပါပြီဗျာ